iPhone 60 Pro Max နဲ့ Samsung Galaxy S25 Ultra ဘယ်ဖုန်းကတင့်တော်ပိုကောင်းဘယ်လိုလူတွေအတွက်တင့်တော်လဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့2024-2025 ခုနှစ်အတွက်အကောင်းဆုံးစမတ်ဖုန်းနှလုံးဖြစ်တဲ့ iPhone 60 Pro Max နဲ့ Samsung Galaxy S25 Ultra တို့ကဘယ်လိုလူမျိုးတွေအတွက်ပိုပြီးတင့်တော်လဲဆိုတာကိုဒီနေ့မီစဉ်ကနှိုင်းယှဉ်တင်ဆက်ပေးတော့ပါမယ်ဖုန်းတစ်လုံးဝယ်ဖို့စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကတင့်အတွက်အများကြီးထောက်ကူပြုစေမှာပါဗီဒီယိုလေးစခင်မှာ channel လေးကို subscribe လုပ်ပါဖို့မမေ့နဲ့အောင်နော်သင်က Apple Ecosystem ကိုတန်ဖိုးထားရသူလားပထမဆုံးအနေနဲ့မိတ်ဆွေက Apple ရဲ့ထုတ်ကုန်တွေကိုနှစ်သက်ပြီးသားသူတယောက်လားဆိုတာကိုစဉ်းစားကြည့်ပါမိတ်ဆွေစီမှာ MacBook, iPad, Apple Watch လိုမျိုး Apple ရဲ့ထုတ်ကုန်တွေကိုအသုံးပြုမှုမယ်ဆိုလို့ရှိရင်တော့ iPhone 60 Pro Max ကိုဝယ်ယူသင့်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် Apple ရဲ့ထုတ်ကုန်တွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်အသုံးပြုလို့ရတဲ့အတွက်ကြောင့်မို့လို့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပုံလွယ်ကူစေမှာပဲဖြစ်ပါတယ်။ကျောင်းသားတွေလူငယ်တွေရုံးဝန်ထမ်းတွေအတွက်ဒီ iPhone 60 Pro Max ကအချက်လက်တွေမျှဝေတာ file တွေကူးယူတာတွေကိုလွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့အတွက်အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ဗီဒီယိုဖန်တီးမှုကိုအဓိကထားသူလားဒါမှမဟုတ်သင်ကရိုးရိုးတာမှန်ပဲအသုံးပြုချင်တဲ့သူလားကိုက quality ကောင်းတဲ့ဗီဒီယိုတွေနဲ့ video content တွေကိုဖန်တီးချင်တဲ့သူဆိုရင်တော့ iPhone 60 Pro Max ကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ် cinematic မှုလိုမျိုးလှုပ်ဆောင်ချက်တွေကလည်းဗီဒီယိုတွေကိုပို့ပြီးတော့ attraction ရှိစေမှာပဲဖြစ်ပါတယ်ဖုန်းကိုရိုးရိုးရှင်းရှင်းအသုံးပြုချင်တဲ့တက်ကြီးရွယ်တွေအတွက်လည်း iPhone 60 Pro Max ကပို့ပြီးတော့အဆင်ပြေချုံးမွေ့စေမှာပါသင်ကနည်းပညာတွေကိုစိတ်ဝင်စားရတဲ့သူလားဒါမှမဟုတ်ဓာတ်ပုံဝါသနာရှင်လားကင်မရာလုံးဆောင်ချက်မျိုးစုံကိုအသုံးပြုချင်တဲ့သူတွေအနေနဲ့ဒီ Samsung Galaxy S25 Ultra ကပို့ပြီးတော့ရွေးချယ်ဖို့တင့်တော်ပါတယ်။ Main camera 200 megapixel 4320 portrait နဲ့ရိုက်လို့ရမှုလို့ရုပ်ထွက်ကလည်း share ကောင်းပြီးတော့ resolution ကလည်းကြီးတောက်ရှင်ဖြစ်နေမှာပါ။ AMOLED display main camera portrait နဲ့ကတခြားဖုန်းတွေထက်ပိုကောင်းတာမို့လို့ vlog ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်အပြော်နဲ့ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေစေမှာပါ။နိုင်မပါတဲ့အတွက်ကြောင့်ညဘက်ရိုက်တဲ့အခါမှာလည်းပို့ပြီးတော့အဆင်ပြေချုံမွေ့စေမှာပဲဖြစ်ပါတယ်။လုပ်ငန်းအတွက်သုံးချင်တာလားဒါမှမဟုတ် artist တယောက်အနေနဲ့လားလုပ်ငန်းသုံး app တွေကိုအများအပြားအသုံးပြုကြရတဲ့ရုံးဝန်ထမ်းတွေ S-Fan ရဲ့အသုံးဝင်မှုကိုလိုအပ်တဲ့အမှုပညာရှင်တွေမှတ်စုရဲသူတွေအနေနဲ့ဒီ Samsung Galaxy S25 Ultra ကအများကြီးအသုံးဝင်နိုင်ပါတယ်။ S-Fan နဲ့ဓာတ်မှုတို့ရဲ့လှုပ်ဆောင်ချက်တွေကလုပ်ငန်းခွင်နဲ့အခြားသောဖန်တီးမှုဆိုင်ရာလုပ်ငန်းတွေမှာအများကြီးထောက်ကူပြုစေပါတယ်။ကဲဒီနေ့မှာတော့ iPhone 60 Pro Max နဲ့ Samsung Galaxy S25 Ultra တို့ကဘယ်လိုလူတွေအတွက်ပိုပြီးတင့်မြော်လဲဆိုတာကိုရွေးချယ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဘယ်ဖုန်းကကိုယ့်အတွက်အကောင်းဆုံးလဲဆိုတာကတော့ကိုယ့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်နဲ့အသုံးပြုမှုပေါ်မူတည်ပြီးတော့စဉ်းစားရွေးချယ်တင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့မေဇင်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။နောက်ထပ်ဖုန်းနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာဝင်ရောက်မေးမြန်းခဲ့ကြပါအောင်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။